မင်္ဂလာပါဒီလိုခင်မီဖွံ့ဖြိုးတိုးတက်တဲ့မလေးရှားနိုင်ငံမှာကျောင်းလာတက်ချင်ပေမဲ့ဗီဇာမရမှာစိတ်ပူနေရတာဒါဆိုရင်လုံးဝစိတ်မပူနဲ့တော့เนาะအမားတို့ရဲ့ step to မလေးရှားဆိုလို့ရှိရင်เนาะဒီ EMGS ကနေပြီးတော့လိုအပ်တဲ့စာရွက်နေအကုန်လုံးကိုအစအဆုံး detail လုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဇာအတွက်လည်းလုံးဝစိတ်ပူစရာမလိုဘူးနောက်တစ်ခုကကြတော့လေလေးစိတ်မှာပေါ့เนาะဒီအစစ်စစ်ခံရမှာဒီမလေးရှားဘက်မှာအခက်အခဲတွေ့မှာလည်းစိတ်မပူနဲ့တော့เนาะအမားတို့ဘက်ကနေပြီးတော့အဲ့ဟာတွေအတွက်လည်းခိုင်လိုက်အမားတို့ကပေးရဲ့အပြင်ကိုတစ်ခုခုလိုအပ်လာပြီဆိုတာနဲ့လည်းအမားတို့ team ကိုချက်ချင်း WhatsApp ကနေဆက်သွယ်လိုက်တာနဲ့အမားတို့ကလိုအပ်တဲ့အကြံဉာဏ်တွေကိုတောက်လျှောက်ပေးသွားမှာပါအဲ့ဒါကြောင့်မလို့ဒီမလေးရှားမှာကျောင်းတက်မဲ့တင့်ရဲ့ခီးစဉ်ကိုဘာတစ်ခုမှစိတ်ပူနေစရာမလိုဘူးเนาะဒီမှာကြည့်လိုက်ပါဦးအရန်ကိုလှပါရဲ့ဒါကတော့နေဝင်စည်းစာအချိန်ကြီးကိုဒီလိုအချိန်ကြီးကိုတူချစ်ရတဲ့ကောင်လေးတွေနဲ့လည်းကြည့်လို့ရတယ်ကောင်မလေးတွေနဲ့လည်းကြည့်လို့ရတယ်အဲ့တော့အမားတို့ရဲ့ဒီ step to မလေးရှားမှာကျောင်းလျှောက်မယ်ဆိုလို့ရှိရင်เนาะအခုပဲချက်ပေါက်ကိုစပို့လိုက်ပါကျေးဇူးပါ